ကဲတကယ်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပေါ့ဒီ slip leash လေးရဲ့လေအတုံးဝင်ပုံလေးကိုကျွန်တော်အသေးစိတ်လေးပြပြပေးပါမယ်ဗျနော်ဒီ slip leash လေးတွေကကျွန်တော်တို့ကပေါ့ဘလို့အချိန်မျိုးမှာသုံးတာပို့ပြီးတော့ထိရောက်တယ်ဆိုတော့ကျွန်တော်တို့ဒီtraining ဘိုင်းမှာဆိုရင်ကျွန်တော်တို့အကွေးလေးတွေလမ်းလျှောက်တဲ့အခါမှာအရန်ဆွဲကြတယ်ပေါ့နော်ဆွဲတဲ့အခါမှာကျွန်တော် cut လျှောက်တဲ့ training မှာကျွန်တော်တို့သုံးလို့ရတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီ guideline ပေးတဲ့နေရာတွေပေါ့ဥပမာကျွန်တော်တို့ဒီမှားနေတဲ့အချက်တွေမှာကျွန်တော်ဂျူးလေးကိုတစ်ချက်လေးတောက်လိုက်တဲ့အခါလေးပေါ့နော်အဲ့ဒါမျိုးတွေမှာကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒါကတော့ training ဂျိုးသီးသန့်ဖြစ်တယ်ပေါ့ဗျာနော်နောက်တစ်ခုကဒါ training ဘိုင်းပေါ့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲcontrol ဘိုင်းဒီပေါ့ control ဘိုင်းဒီမှာကျတော့အခြေအနေမျိုးမှာကျတော့ကျွန်တော်ဒီထိန်းချုပ်မှုခက်တဲ့ကလေးတွေမှာကျဘယ်လိုအခြေအနေမျိုးလဲဆိုတော့ကျွန်တော်တို့အရန်စိတ်လှုပ်ရှားတဲ့ကလေးတွေပေါ့နော်နောက် reactive ဖြစ်တဲ့ကလေးတွေအဲ့မှာအခြားခွေးအခြားလူတွေ့တဲ့အခါမှာကျွန်တော်တို့အရန်တုံ့ပြန်မှုပါဟိုမှာအရန်ထိုးဟောင်းတာကိုအရန်ဆွဲရတာပေါ့အရန်ကျိုးအတင်းဆွဲပြီးတော့မှအရန်လုပ်တဲ့အချိန်မျိုးမှာဒီကျိုးလေးကသုံးတာဟိုဒီကျိုးလေးကအရန်ကိုအသုံးဝင်ပါတယ်ဗျာနော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ communication ဘိုင်းမှာကျတော့ကျွန်တော်ဒီကျိုးလေးကကလေးတွေဥမာကျွန်တော်တို့ဒီအတန်အနေနဲ့ကျွန်တော်တို့ဥမာပြင်းထန်တဲ့အပြုအမူတွေနဲ့ကျွန်တော်တို့တုံ့ပြန်နေစရာမလိုဘူးပေါ့နော်အဲ့တော့ဒီဂျိုးလေးကိုပဲကျွန်တော်ကဥမာကလေးတာလေပင်ပေါ့လက်ကောင်းလေးလေပင်လေးကိုဆွတ်လိုက်တော့ဒီလိုလေးတောက်တာနဲ့ကိုကျွန်တော်တို့ကဒါကလေးလေးပေါ်မှာသွားပြီးတော့ထိရောက်မှုရှိတယ်ပေါ့နော်အတင်းကြီးစောင့်ပြီးတော့လုပ်လို့စရာတော့မလိုဘူးပေါ့ဒါပေမဲ့ဒီ leash ကကျွန်တော်ပြောချင်တာကတော့training အတွက်ပဲသုံးတာတော့ပို့ပြီးတော့ကောင်းနေမှာပေါ့နော်ရေရှည်မှာတော့ဒါအသုံးပြုတဲ့ကြိုးတစ်ချောင်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သုံးလို့မရဘူးလားဆိုရင်တော့ရပါတယ်ဗျာနော်နောက်တစ်ခုကျွန်တော်ပြောပြချင်တာကတက်တဲ့နီးစနစ်ကလေးပေါ့နော်ဒီကောင်လေးကိုတက်တဲ့အခါမှာကျွန်တော်တို့ကဒါ green shot ပုံစံလေးပေါ့နော်ခွေးဆွဲရင်အမယ်အဲ့တော့ကျွန်တော်ကကြိုးတက်ပြီဆိုရင်ကလေးကသူဆွဲရင်သူအမယ်နော်သူဆွဲရင်သူအမယ်သူ follow လိုက်နိုင်ရင်သူရော့မယ်ကြိုးကဆွဲရင်တင်းမယ်ပုံမှန်လိုက်မယ်ဆိုရင်ရော့မယ်နော်ဒါဒီသဘောတရားပါဆွဲရင်တင်းမယ်ပုံမှန်လိုက်နိုင်ရင်ရော့မယ်နော်အဲ့တော့အဲ့ဒီຢာလေးကိုခွေးရနောက်ပိုင်းကျရင်သူနားလည်လာမယ်ဒါပေမဲ့တက်တဲ့နီးစနစ်လေးတော့လိုပါတယ်ဗျကျွန်တော်ဒီဥပမာခွေးရဒါခေါင်းပေါ့ခေါင်းကိုကျွန်တော်လေပင်နဲ့ဒီရှိုးတဲ့ပခုံးကြားမှာတွားပြီးတော့ရင်းနှားမှာတော့လုံးဝမတက်ပါနဲ့အဲ့ဒီကျရင်တော့လုံးဝချုပ်မဖြစ်ပါဘူးအဲ့တော့ခေါင်းကကျွန်တော်ဘယ်နှမှာတက်ရမလဲဆိုကျွန်တော်ဒီလက်ရွက်ပေါ့နော်ဒါခေါင်းလက်ရွက်ဒါနေရွက်ပေါ့ဒါနေရွက်ပေါ့နေရွက်အဲ့တော့နေရွက်အနောက်လေးမှာပဲကျွန်တော်ကခြီးပြီးတော့ဒါခေါင်းနဲ့နေရွက်ပေါ့နော်နေရွက်အဲ့အနောက်လေးမှာပဲကျွန်တော်ခြီးပြီးတော့ကျိုးကိုတိုလေးကင်ပြီးပါဘာလို့တူကင်ခိုင်းလဲဆိုတော့ဒါကျွန်တော်အမြဲတမ်းကျွန်တော်ပြောမှုပါတယ်ဗျာနော်ကျိုးရှည်တဲ့အခါမှာကျွန်တော်ကကလေးရပါဖြစ်နိုင်လေဆိုတော့ကျွန်တော်အောက်ကအနံ့နေ spare တွေလိုက်ပြီးတော့ရှူတာမျိုးတွေရှိတယ်ပေါ့နော်နောက်ကျိုးရှည်ရင်နောက်တော့အတင်းဆွဲတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တခါလေးကျွန်တော်ကျိုးကိုတူကင်ပြီးတော့ထိရုံတော့ပဲဒီလိုလေးရော့လေးဒီလိုလေးကင်နိုင်အဆင်ပြေပါတယ်ဗျာနော်ဒါတက်တဲ့နီးစနစ်ပါနော်အဲ့လိုလေးကင်ရမယ်ဒီဒါနေရွက်နော်နေရွက်အဲ့တော့ဒီအလေလောက်ပေါ့နော်ဒါဒီအထီကိုကျွန်တော်ပခုံးအရင်ပေါ့မှတ်ထားလိုက်ပေါ့နော်ဒီအလေလောက်မှာဆိုရင်ကျွန်တော်လေပင်ဖြစ်တော့ကလေးအစ်နိုင်ပါတယ်နောက်ကျိုးကင်တဲ့အခါမှာကျွန်တော်ဒီလိုကြီးတင်းဆွဲတာသူဆွဲတဲ့သူအစ်တာလက်ခံလို့ရတယ်ကျွန်တော်တို့ကအတင်းဆွဲလို့မရကလေးလေပင်အစ်တယ်နော်ဒီမှာလေပင်ဖြစ်တော့ကလေးချောင်းဆူတာတွေကြက်တာတွေဖြစ်နိုင်တယ်နော်အဲ့တော့အတင်းကျိုးဆွဲစရာမလိုဘူးနောက်တစ်ခုဒီ shoulder ဘိုင်းပေါ့နော်ဒါအရင်ပေါ့နော်နားလေမလားတော့မသိဘူးပြနော်ဒါပခုံးနဲ့ဟိုအရင်ဒီနားမှာတော့လုံးဝမရောက်စင်နေရောက်ရင်ကျွန်တော်ဒီနေရာကိုပြန်ရွှေ့မယ်နော်ဒီနေရာကိုပြန်ရွှေ့မယ်โอเคเนาะဒါကတော့ကျိုးတက်တဲ့ listening ကလေးပေါ့เนาะဒါခွေးနဲ့တော့ကျွန်တော်မပြတော့ကျွန်တော်တင်ထားတာလည်းရှိပါတယ်ဗျာเนาะနောက်တစ်ချက်ဒီຢာလေးကတော့ဒါကျိုးကိုဒါအပေါ်ကိုမတက်အောင်ပိတ်တဲ့အပြင်ကချုပ်ထားတဲ့ lock လေးပေါ့เนาะဒါအပေါ်ကိုမတက်စီတဲ့ဒါ lock လေးပေါ့เนาะဒါအပေါ်ဒီကောင်တက်ထားလိုက်ရင်အပေါ်မတက်တော့ဘူးနောက်ဒီအတွင်းကကြောက်တော့လေဒီကောင်ကိုကျွန်တော်တို့ဒီအတွင်းမှာဒီတန်ချောင်းတန်လုံးလေးပါတယ်เนาะဒီလေးတစ်ခုပါတယ်အဲ့တော့ဒါလေးကတော့ကျွန်တော်ကဒီမှာကိုလိုချင်တဲ့အတိုင်းအတာမှာထောက်တဲ့နေရာလေးပေါ့အတွင်းမှာထောက်တဲ့နေရာပေါ့နော်ဒါပေမဲ့ဒီ training ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့ free ထားတာပဲကောင်းပါတယ်ဗျာနော်အကောင် left side ဒီမှာကျွန်တော်သုံးပါတယ်နော်ဒီဂျိုးလေးက left side မှာသုံးတာအကောင်ဆုံးဖြစ်လိမ့်မယ်ဒါပေမဲ့အကြီးရောမရောက်လာဆိုရတယ်အသေးမှာတော့တိတ်ပြီးတော့အဆင်မပြေဘူးဗျာခွေးသေးလေးတွေကျန်တော့ဒါရဲ့ဂျိုးကကြီးလွန်းတယ်နော်သူ့ရဲ့အထူးကကျွန်တော်တို့ 1.4 မီတာရှိတယ်နော်အရှည်ကတော့ကျွန်တော်တို့ 1.5 sorry ဒီကောင်က1.2 က 1.4 cm เนาะဒီအရှည်က 1.5 meter ရှိတယ်เนาะနောက်အကောင်းဆုံးနောက်တစ်ချက်ကကျွန်တော်တို့ကျိုးအရန်ဆွဲတယ်ဆိုရင်ပေါ့เนาะကျိုးအရန်ဆွဲရင်ကျွန်တော်တို့ကဒီနေရာလေးပေါ့ဒါလေးကိုကျွန်တော်ကခေါင်းကိုကလေးကိုလေပင်ကိုဆွတ်လိုက်မယ်အကြိုက်ဆုံးအချက်ပေါ့เนาะဒီကျိုးရဲ့ဒီ leash ရဲ့အသုံးဝင်ပုံအကြိုက်ဆုံးအချက်ကိုကျွန်တော်ပြပေးမယ်เนาะအဲ့တော့အရန်ကိုဆွဲနေတဲ့ဒီ clear နဲ့လည်းအသုံးအစင်မပြေဘူးဆိုရင်ကျွန်တော်တို့ကဒီဟာလေးကကျွန်တော်ကနှုတ်သီးစို့အနေနဲ့လည်းသုံးလို့ရပါတယ်เนาะဒါလေးကိုကျွန်တော်တို့ဆွဲထုတ်လိုက်မယ်เนาะဆွဲထုတ်လိုက်မယ်
ဒါကောင်းကိုဆွတ်ထားတယ်ပေါ့နော်ဒါကောင်းပေါ့ဒါနေရွက်ပေါ့နော်ဒီလိုဆွတ်ထားပြီးရင်ဒီဟာလေးကိုကျွန်တော်ဆွဲထုတ်လိုက်လို့ရှိရင်ဒီမှာဒါနှုတ်သီးပေါ့ခွေးနှုတ်သီးဒီလိုလေးတက်လိုက်ရင်ပို့ပြီးတော့ဒါမြင်းနေမှာလေအင်အားကြီးတဲ့မြင်းနေမှာဒါကျွန်တော်ဒီ focus ကဒီနှုတ်ဆွတ်လိုက်တဲ့အခါမှာ focus ကဒီကျိုးပေါ်မှာပဲသူကရောက်သွားမယ်နော်အဲ့တော့အဲ့မှာဆွဲတာအရင်ရွတ်သွားမယ်ဟိုဆွဲတာအတင်းဆွဲတာတွေလုံးဝမရှိတော့ဘူးသို့တော်ဘာတစ်ခုဒါဟိုတတိထားစရာလိုလဲဆိုရင်ဒီကောင်တက်မတက်ဘူးတဲ့တက်ဆမရှိတဲ့ကလေးတွေပေါ့နော်ဒီလိုနှုတ်ကိုဆွတ်လိုက်ပြီဆိုရင်သူတို့အဲ့ဒါကိုဆွဲဖြုတ်တဲ့အခါမှာနှုတ်သီးတွေကိုလက်သေးနဲ့ထိပြီးတော့လိုပါပေါ့နှာခေါင်းကဒီအတန်တူတွေကိုရမ်းဟိုပဲ့တတ်တယ်ပေါ့နော်အဲ့ဒါလေးတော့ view site ကိုလိုတယ်အတင်းဒါလိုက်တက်တာမျိုးအရန်ကြောက်တတ်တဲ့ကောင်ကတော့သုံးလို့မရဘူးပေါ့နော်ဟိုဒီက sign up social ကောင်းတယ်ဟို confidence လည်းရှိတဲ့ကလေးမျိုးဆိုတော့ဒီကောင်လေးအရန်လဲဆွဲတယ်ပေါ့နော်ဒါပေမဲ့ social လည်းကောင်းတယ် confidence လည်းရှိတယ်ဆိုတော့ဒီကောင်လေးကိုဒီလိုဆွဲပြီးတော့နှုတ်သီးမှဆွတ်လိုက်ရင်ပို့ပြီးတော့အဆင်ပြေပါနော်ဒီလိုမျိုး design ဒီလိုမျိုးနော်โอเคဒီကြိုးလေးကတော့ကျွန်တော်မှာ stock နေတယ်ကျွန်တော်ဟိုတနေ့ကတော့ဒါရောင်းပြီးသွားနည်းနည်းပဲကျန်တယ်ပေါ့နော်လိုအပ်လို့မှာယူချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့50870950870002ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ပို့လို့ရတဲ့မျိုးအမှန်မြောက်ကျွန်တော်ပို့ပေးပါမယ်ဗျဒီကြိုးလေးရဲ့ရောင်းစရာ4000မှာအရေးအတွက်နည်းနည်းပဲကျန်ပါတော့တယ်နော်ဒါအခုဒီကြိုးရဲ့အသုံးဝင်ပုံပေါ့အရန်ကိုထိရောက်နေထိန်းချုပ်လို့မရတဲ့ကလေးတွေမှာဒီ slip leash or training leash ကအသုံးဝင်ပါတယ်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် hi-fi.training school founder မျိုးမင်းပါဗျာ